ကာလာချင်းနေတာဒီမှာလေးကချင်းလိုမျိုးဆိုတော့စကားပြောတာနဲ့ဝဲတော့ကြတော့စကားအများကြီးတော့မပြောတော့အဲကျွန်တော်ပဲပြောလိုက်တော့မယ်အားလုံးတော့တိုင်ပင်ပြီးသွားပြီကာလာဆိုးမယ်မျက်နှာနဲ့ live မဲ့ကာလာမျိုးလေးသူရွေးချယ်ထားတာလေးရှိတယ်အဲ့လိုပုံစံဒီဇိုင်းလေးကိုဒီပုံစံနဲ့ပုံစံမျိုးပြအောင်ကျွန်တော်ဆိုးမယ်ဒီမှာလေးနဲ့လုံးဝပြောင်းလဲသွားအောင်ဝေးရလာတက်အောင်လုံးဝအလှဆုံးဖန်တီးပြလိုက်မယ်ဆိုးချင်တဲ့ကာလာကြီးကတော့ဒီ view ထဲမှာရှိရင်ကျွန်တော်ချက်တော့ပြမယ်နော်ဒီပုံစံမျိုးဆိုမယ်နော်ဒီပုံစံနဲ့ဆိုမယ်နော်ကာလာတော့ဒီပုံစံလေးတိုင်းဒီပုံစံနဲ့ဆိုမယ်